ဘဝမှာရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာနဲ့ရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာရဲ့လို့နှမျိုးနားလည်ထားရမယ်။ကိုရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်ကိုစိတ်ဆင်းရဲပင်ပန်းခြင်းတွေမဖြစ်အောင်စဉ်းစားမနေဘဲနဲ့ကိုရွေးချယ်ပိုင်ခွင့်အားထုတ်ပိုင်ခွင့်ရှိတဲ့အရာတွေအတွက်သာကြိုးစားအားထုတ်မှုတွေလုပ်ရမယ်။ကိုဘဝဘယ်ဘဝကလာတဲ့သူဖြစ်ချင်လိုက်တာဘယ်နိုင်ငံမှာမွေးဖွားလာတဲ့သူဖြစ်ချင်လိုက်တာဘယ်လိုမျိုးရိုးဘယ်လိုမိဘမှာမွေးဖွားလာတဲ့သူဖြစ်ချင်လိုက်တာလို့ဆိုတာကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေမဟုတ်ဘူးငါဟာဘယ်လိုခန္ဓာကိုယ်အမျိုးအစားဘယ်လိုအသားအရည်ဘယ်လိုရုပ်ရည်ဘယ်လိုအတန်ပါဝါမျိုးလေးနဲ့မွေးဖွားလာသူဖြစ်ချင်လိုက်တာဆိုတာလေရွေးချယ်ပိုင်ခွင့်မရှိပါဘူးဘဝမှာဘယ်အသက်အရွယ်ထိနေချင်တာဘယ်လိုအနေထားမှသိချင်တာသိပြီးရင်လေဘယ်လိုဘဝရောက်ချင်လိုက်တာဆိုတာတွေဟာလေရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေမဟုတ်ဘူးရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာတွေအတွက်စိတ်တက်ကြစိတ်